Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာရုံးကဒီ Europass CV form ကိုဘယ်လိုရေးရလဲဆိုတော့ပြပေးမယ် Europass CV form ကဒီ Europe ကမှာအလုပ်ရှောက်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်တချို့ University တွေမှာဆိုလို့ရှိရင်သူက Europass CV form မှာလက်ခံတယ်ဆိုပြီးသူတို့ရေးထားတာရှိတယ်အဲ့လိုမျိုးရေးထားတဲ့အခါမျိုးကြလို့ရှိရင်ကိုကအဲ့ဒီ format နဲ့ပဲလုပ်ရမယ်ဒီ format နဲ့လုပ်ရတယ်ဆိုလို့ခက်ခက်ခဲခဲမဟုတ်မှတော့ပို့လွယ်တယ်ဒီ website ထဲကိုဝင် register လုပ်ကိုယ့်ရဲ့ profile နဲ့မှာသူမေးတာအကုန်လုံးဖြည့်လိုက်အရင်တော့ဆိုလို့ရှိရင်ကိုက format ချင်ရတယ်ပါရှင်ဒီမှာကျတော့သူပေးတဲ့ information တွေဖြည့်လိုက်တာနဲ့ကိုပဲကိုယ့်ရဲ့ CV form ကလှပပလေးထွက်လာတယ်အဲ့မှာ CV form ခုနောက်ပိုင်းမှာဆိုသူတို့3-4မျိုးလောက် format ရွေးလို့ရတာရှိတယ်အဲ့မှာကိုကြိုက်တဲ့ဟာပုံစံလေးရွေးလိုက်ပေါ့နော်အရောင်လေးနည်းနည်းပလဲသူတို့ပေးထားတဲ့အတိုင်း auto setup မှာရွေးလိုက်ရုံပဲပြီးသွားတာနဲ့ကိုယ့်ရဲ့ CV form ကဒီ Europass ဆိုတဲ့ logo ကလေးနဲ့ထွက်လာရော logo ကထည့်လဲရတယ်မထည့်လဲရတယ်ဒါပေမဲ့ဒီထည့်ထားလို့ရှိရင်ကျတော့သူတို့ရဲ့ Europass မှာလက်ခံတယ်ဆိုတော့ကျောင်းနဲ့အလုပ်တွေမှာဆိုလို့ရှိရင်ပို့ပြီးတော့ format ကြတာပေါ့နော်အဲ့ဒါအခုရုံးကဒီ computer မှာလုပ်ပြပေးသွားမယ်ရုံးနဲ့တူလိုက်ကြည့်လိုက်နော်စာလုံးမယ်ဆိုရင်ဒီမှာ create an account ရုံးကတော့ရှိထားပြီးသားဒါပေမဲ့ပြန်လုပ်ပြမယ်နော် create an account မှာဆိုရင်ကိုယ့်ရဲ့ first name last name email number ဒီ confirm နေလုပ်ပြီးသွားလို့ရှိရင် create account လုပ်လိုက်ရုံပဲပြီးတော့ရှင်ကိုယ့်ရဲ့ email တွေကိုပြန်ဝင်ပြီးတော့ဒီ account ကို confirm လုပ်ပေးရမှာပေါ့နော်ပြီးသွားရင် login ဝင်တဲ့အဆင့်ကိုပြန်ရောက်သွားမယ်ရုံးကတော့လုပ်ထားပြီးသားဆိုတော့မလုပ်ပြရတော့ဘူးနော်ဒီ register လုပ်တဲ့ဟာကိုကဲဒီထဲမှာဝင်လိုက်ပြီပေါ့နော် create new လုပ်လိုက်မယ်ဟိုကရှိပြီးသားလေဆိုတော့ကဲအဲ့ဒါဆိုလို့ရှိရင် continue နာမည်ဆိုရင်ကိုယ်နာမည်ကိုဖြည့်မယ်ဒီကိုဖြည့်ပြီးရင်ဒီ level ကဘာတွေလဲဆိုလို့ရှိရင် level 8ဆိုရင်ဒါ doctor ဘွဲ့ပြီးရင် master ဘွဲ့ bachelor ဘွဲ့ကိုက PCSC ဆိုရင်တော့ level 6ပေါ့ဒီမှာ add new education training ဆိုပြီးတော့ထပ်တူလို့ရတယ်ကျန်တဲ့လောက်ဖြည့်လို့ရတယ်ဥပမာကို final grade ကို field of study ထည့်မယ်ပေါ့နော် field of study ထည့်ခြင်းနဲ့ဆိုရင်business administration လား okay ထည့်လို့ရ skill ဆိုလို့ရင်ကိုဘာ skill တွေရှိလဲ Microsoft Office ရှိမယ် leadership ကိုစီမှာရှိတဲ့ဥစ္စာတွေအကုန်လုံးကိုထည့်လိုက်လို့ရတယ်ဟုတ်ပြီနော်ပြီးတော့လို့ရှိရင် save language skill လည်းအဲ့လိုပဲကိုဘာတက်လဲပေါ့နော်ကိုရတဲ့ပုံလေးကိုထည့်လိုက်မယ်ပြီးရင် save and exit လုပ်လိုက်ရမယ်